ဒါကတော့ထမင်းကြော်ရဲ့ဘရင်ဖြစ်တဲ့တင်းနံထမင်းကြော်ပါဘလောက်ပဲဆဆညင်းဝင်မသွားစေရဘူးအရင်ဆုံးမုံငင်းရွက်လက်တစ်စုပ်ကိုနုံနုံလေးတွေလှီမှုကိုလည်းအတုံးသေးသေးလေးတွေတုံထားစီပူပြီးဆိုအိုးရဲကိုမှုလေးတွေထည့်အနက်လေးတင်လာတဲ့အထိမှုကြော်ပြီးရင်အရွက်ထည့်မယ်စားတဲ့တင့်ထည့်အရသာကိုကောင်းစေတဲ့အတိကအချက်ကဒီ sauce အနှစ်ဘူးလေးတစုံကွက်တိထည့်မယ်2မိနစ်လောက်မှုကြော်ပြီးတအိမ်လုံးအနက်တင်လာတဲ့အခါထမင်းပေါ်တင်လိုက်ပြီးရင်အားလုံးသမအောင်မှွေနေလိုက်မယ်ဆိုရင်အရန်ကိုစားကောင်းတဲ့ထမင်းကြော်လေးရသွားပါပြီခလေးကောလူကြီးကအရန်ကြိုက်ကြတယ်အိမ်မှာကြော်စားကြည့်ကြနော်တွေးအောင်မတွေးမိဘူးတီမွေးငပြောသည်နဲ့ကြက်ဥကိုရောကြော်လိုက်တဲ့အခါအခုလိုအပြင်ခွန်ကျွတ်ရွပြီးအတွင်းသားအီအီလေးနဲ့စားလို့အရန်ကောင်းတဲ့အပြင်စာစိန်က9မိနစ်ပဲကြာတယ်ကြက်ဥနှလုံးဟင်းချက်စီတစ်စုံကိတ်ကြုံ60 gram နွားနို့100 ml ထည့်အားလုံးသမားတဲ့ထိမှွေမယ်တီမွေးငပြောသည်ကိုဓာတ်နဲ့အနေတော်လေးတွေလှီမကအိုးရဲစီငငယ်ထဲငပြောသည်လေးတွေကိုစီထဲလိုက်မုံနေထည့်ပြီးအဖုံးအုပ်တင်မယ်မီးအင်းနဲ့နှစ်ဖက်လုံးရဲတဲ့ထိကြော်လိုက်ရင်ရပါပြီ။ဝါနှွေးနေတာပဲ။နေ့တိုင်းလိုဒီကာရီထမင်းကြော်ကိုကြော်စားပြစ်တယ်။ကြော်နီးလေးကလွယ်ကူရိုးရှင်းပြီးစားသောက်ဆိုင်တွေကလိုပဲအရသာရှိတယ်။စီပူပြီးဆိုအိုးရဲကိုကြက်ဥ3လုံးထည့်ပြီးမှွေကြော်လိုက်။ပြီးရင်ထမင်းစမ်းထည့်ကြော်မယ်။နေ့တိုင်းဟင်းဆက်နီးတွေမျှဝေပေးနေတာဖြစ်လို့ follow လုပ်သွားဖို့မမေ့နဲ့နော်။ပြုတ်ထားတဲ့ပြောင်းမုံနဲ့မုံလာဦးနေထည့်စက်သွန်နီထည့်ပြုတ်ထားတဲ့ပဇွန်တုပ်ထဲမိပြင်းပြင်းနဲ့ရေတက်ကုန်တဲ့အထိမှွေကြော်ပြီးကာရီအနှစ်နဲ့စွန်းထဲအရသာနှက်အောင်တိတ်ချမှွေကြော်မယ်အနက်မွေးလာတဲ့အခါပဲငတ်ပြားရဲ့အကြည်တစုံထဲစက်သွန်မိတ်လေးဖြူအထက်အောင်လန်ကြော်ပြီးရင်စားလို့ရပါပြီတကယ်မွေးလေးနဲ့အရန်စားကောင်းတဲ့ခလေးကောလူကြီးကောကြိုက်ကြတယ်ဒီပင်လယ်မော်နန်ရိုးစွပ်ပြုတ်ကိုအိမ်မှာတစ်ပတ်3ချိန်လောက်ချက်တောက်ဖြစ်တယ်အရသာလေးကလည်းချိုချိုလေးမို့ခလေးလူကြီးအကုန်ကြိုက်ကြတယ်နွေရာသီနဲ့လည်းအလွန်လိုက်ဖက်မှုရှိတယ်အိုးရဲကိုပြုတ်ထားတဲ့နံရိုးထက်စက်သွန်မိတ်နဲ့ဇင်းထက်ရေစိမ်ထားတဲ့ပင်လယ်မော်ထက်မတ်ပဲထက်ရေထက်အဖုံးအုပ်ပြီးမိနစ်40ခန့်ပြုတ်မတ်ပဲလေးတွေပွင့်ဟလာတဲ့အထိပြုတ်ပြီးရင်စက်သွန်မိတ်လေးအုပ်စားလေးခက်လိုက်ရင်ရပါပြီအရသာလေးကချုံမွေးမွေးလေးနဲ့အတော်လေးစားလို့ကောင်းတယ်ပင်လယ်မော်ကလည်းစားလိုက်တဲ့အခါကျွတ်ဆက်ဆက်လေးအိမ်သားတွေအားလုံးကြိုက်ကြတယ်အိမ်မှာချက်တောက်ကြည့်ကြနော်မုံလာဥကျင်စားကျင်တဲ့အခါအပြင်ဆိုင်တွေမှာတော့ဝယ်စားကြမလို့တော့ဘူးအိမ်မှာဒီလိုလေးလှုပ်စားကြည့်လို့ရတယ်လက်လက်ဆက်ဆက်ချင်းချင်းဆက်ဆက်နဲ့အတော်လေးကောင်းတယ်လွယ်ကူရိုးရှင်းလုံးလို့တစ်ခါကြည့်လိုက်တာနဲ့လှုပ်တက်သွားစေရမယ်စေးထားတဲ့မုံလာဥကိုခေါင်းပိုက်ဖြတ်အခွန်ခွာစရာမလိုဘူးအလေပိုင်းလိုက်ပြီးမထူမပအနေတော်လေးတွေလှိလိုက်စားတစုံထဲသိချနေပြီး10မိနစ်နဲ့ထားလိုက်ထွက်လာတဲ့ရေတွေကိုသွန်ပြီးရေနဲ့တန့်စင်အောင်ဆေးမယ်ပြီးရင်ရေတွေကိုညှစ်ထုတ်လိုက်တစ်နှစ်လောက်အထိထားလို့ရတယ်ငရုတ်သီးကိုပပလေးတွေလှိပြီးထည့်ဇင်းပြစက်သွန်ပြူပြားထည့်ဂျပန်ငရုတ်သီးစားရည်စိမ့်ထည့်ရှက်လက်ကရည်အထက်တကြားအစာစပရိတ်ချူရီဘူတဝက်ခန်းထည့်ပို့ပြီးကြရှိခန်းနဲ့နိုင်ရီပိုင်းလောက်စိမ့်ပြီးတာနဲ့စပြီးစားသုံးလို့ရပါပြီချစ်ချင်းဆက်ဆက်လေးနဲ့စားတော့ဆိုင်တွေကလိုပဲစားလို့အရန်ကောင်းတယ်သဘောကျနှစ်သက်တယ်ဆိုရင်အိမ်မှာလှုပ်စားကြည့်ကြနော်